အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီဗီဒီယိုကိုထပ်ပြီးတော့ကျွန်တော်တင်ပေးတာကြောက်လို့ပါဒီအမောင်ပေါ့နော်ဒီလာမှန်ထားတဲ့ comment ပိုင်ရှင်လေးတွေ့ပေါ့နော်ဟုတ်ကဲ့ပါတကယ်တော့၄ရက်နေ့9လပိုင်း2025မှာဖြစ်ပွားခဲ့တဲ့ကိုရင်လေးရဲ့တရားပွဲမှာပေါ့နော်ဒီမေစုပုတ်ပါတဲ့တပတ်ဟိုနော်ဒီကိုရင်လေးဟိုလာတဲ့ချိန်မှာဒါခင်းမိသွားတာပေါ့နော်အဲ့တော့ဒီမတမာတဲ့လူတယောက်ကဒီဟာကိုဓာတ်ကိုရိုက်ပြီးတော့ line ပေါ်ကောက်တင်နေတယ်အတင်တဲ့အချိန်မှာဒီသူကပြောတယ်ပေါ့နော်ဒီမေစုပုတ်ပါတဲ့အင်ဂျီပေါ်မှာဒီကိုရင်လေးကိုဘာလို့ပေးနေဒါလဲဆိုပြီးသဘောမျိုးနဲ့ပေါ့နော်အဲ့တော့သူကနေပြီးတော့ဟိုဒီတရားပွဲကိုပြက်ချောင်းဆိုတဲ့စိတ်နဲ့သူကနေပြီးတော့ဒီတပ်ပုံကိုသူကကောက်တင်ရပါပေါ့နော်ကျွန်တော်တို့တွေကအခါကနာနာသိနေပြကြမလို့ဒီလူကလေးစားခဲ့တဲ့ဒီမေစုကိုပေါ့နော်လူတကာလေးကြီးညိုခဲ့တဲ့ဒီကိုရင်လေးနဲ့အကြောင်းပေါ့နော်ဒါဒီတမင်တကာရွေချက်ရှိလောက်တဲ့ဆိုတာဟာကိုပေါ်လွင်နေတာကိုကျွန်တော်တို့တွေကဒီသိနေပြကြမလို့အဲ့ဒါကိုကျွန်တော်တို့တွေကတိုတင်ကောက်ပေးတဲ့နေပြီဒီပထမဗီဒီယိုကိုကျွန်တော်တင်ပေးချင်ဖြစ်တယ်အခုဗီဒီယိုကြားတော့ပါဒီအောက်မှာပေါ့နော်တမင်ရွေချက်ရှိလောက်တာမဖြစ်နိုင်ဘူးလို့မှတ်တဲ့ကွန်မန့်လေးပေါ့နော်ဟုတ်ကဲ့ပါဗျာတကယ်လည်းတမင်ရွေချက်ရှိလောက်တာပါနော်တမင်ရွေချက်ရှိလောက်တာပါဒီတရားပွဲကိုပြည့်စုံချင်တဲ့ရွေချက်နဲ့လောက်တာပါနော်ကဲနောက်ထပ်တရားကွန်မန့်ကြတော့ပါခမသိဆိုတဲ့ဟာကိုတကယ်လည်းခမသိဆိုတဲ့ပြောလို့ရပါတယ်နော်ဘာလို့လဲဆိုတော့ဒီကိုရင်လေးကဒီတရားပွဲမှာပေါ့နော်တရားဟောဖို့ဆိုပြီးတော့ကြွားခဲ့တဲ့အခါကွန်မန့်တစ်ခုကျွန်တော်ပြောပြပေးမယ်နော်ခမသိလို့ကျွန်တော်ကဘာလို့တိုးလိုက်တဲ့ဆိုတော့အခုသူကကြတော့ဒီတရားပွဲကိုပြည့်စုံချင်တဲ့စိတ်ရွေချက်ရှိနဲ့သူကလုပ်တဲ့အတွက်ကြောင့်မလို့အဲကြောင့်မလို့ဟိုကျွန်တော်တို့တွေကဒီသူကဆူဆက်ပုံမှာဖြတ်လိုက်တယ်ကြာအဲ့တော့ကျွန်တော်တို့ကသိနေတဲ့သူတွေကကြတော့ကာကွယ်စိတ်ချင်တဲ့စိတ်နဲ့ပေါ့နော်အဲတော့ကျွန်တော်တို့တွေကဒီခမသိဆိုတဲ့အသုံးလေးကိုကျွန်တော်တို့ကတုတ်ပေးလိုက်ခြင်းဖြစ်ပါတယ်အခုဒီမတမာတဲ့လူတရားပွဲကိုပြည့်စုံချင်တဲ့သူဒီမီစုပေါ်ပါတဲ့ပါဝါပိုင်းကိုရင်လေးနင်းနေဆိုပြီးတော့အဆူဆက်ပုံမှာဖြတ်ဝေတဲ့သူကို9ရက်နေ့9လပိုင်း2025မှာဒီတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ထိုင်းနိုင်ငံအာဏာပိုင်တို့နဲ့ပူးပေါင်းပြီးတော့သူ့ကိုထိသိမ်းလိုက်ပါတယ်အခုလည်းသူ့ကိုစိတ်စမီးမှန်းတဲ့ချိန်မှာလည်းဒါကိုဘာကြောင့်လုပ်တာလဲဆိုတော့ဟောကိုသူကဒီသူ့ကိုနော်မင်းနဲ့စိတ်စင်းနေတာပေါ့နော်အခုဆိုရင်လေဟုတ်ကဲ့ပါဗျာကျွန်တော်တို့မြန်မာလူမျိုးတွေကဒါဗုဒ္ဓဘာသာနဲ့မွေးဖွားတဲ့ဗုဒ္ဓဘာသာလူမျိုးဖြစ်တဲ့ကြောင့်မလို့ပတနာပတန်ဆိုအိမ်မတန်မှကြည်ညိုတဲ့နိုင်ငံဆိုလည်းပြောရတယ်အခုလိုမျိုးပေါ့နော်မတမာတဲ့လူတွေဒီရချက်ရှိတဲ့လူတွေကကြောက်တော့ဒါနေရာတိုင်းမှာရှိနေပါတယ်နော်အဲကြောင့်မလို့မကူပဲချင်းနေပါမခက်စည်းပါနဲ့နော်အဲ့လိုမျိုးအကောင့်သားတွေမလုပ်ပါနဲ့နော်ကိုနေမသက်ဆိုင်အောင်မလုပ်ပါနဲ့နော်တသနာဆိုတာကဘာတည်နေပြီးတော့ရှိနေပါမယ်နော်ဟုတ်ကဲ့ပါအခုဒီမှတ်ထားတဲ့ဒီအမှတ်ပိုင်ရှင်လေးပေါ့နော်ကျွန်တော်ဒီကနေပြီးတော့ပြန်ပြီးတော့ဖြည့်ချပေးလိုက်ပါတယ်ကျေးဇူးလည်းတင်ပါတယ်ဒီမှတ်ကိစ္စနဲ့လည်းကျွန်တော်စိတ်မဆိုးပါဘူးเนาะဒီမှတ်တရားသိနေတဲ့ကျွန်တော်ကနေပြီးတော့အဲ့ဒါပြန်ပြီးတော့ပြောပြပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးပါ